I think it's going to be a lasting peace, hopefully an everlasting peace. Peace in the Middle East. American သမ္မတ Donald Trump ကလူချင်းကြောင်းအကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားတဲ့ Nobel ငြိမ်းချမ်းရေးဆုကို Venezuela အတိုက်ခံခေါင်းဆောင်အမျိုးသမီး Maria Corina Machado ကရရှိသွားခဲ့ပါတယ်။ The Norwegian Nobel Committee has decided to award the Nobel Peace Prize for 2025 to Maria Corina Machado. နော်ဝေနိုင်ငံရဲ့ Nobel ဆုရွေးချယ်ရေးအဖွဲ့က Machado ကို2025 Nobel ငြိမ်းချမ်းရေးဆုရှင်အနေနဲ့ရွေးချယ်လိုက်ကြောင်းအောက်တိုဘာလ10ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒီနှစ်ငြိမ်းချမ်းရေး Nobel ဆုအတွက်အမည်စာရင်းစုစုပေါင်း338ခုတင်သွင်းထားရမှာလူပုဂ္ဂိုလ်244ဦးနဲ့အဖွဲ့အစည်း94ခုပါဝင်ခဲ့ပါတယ်။အဲ့ဒီထဲမှာ Donald Trump နာမည်လည်းပါဝင်ခဲ့တယ်။ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုရပ်တန့်အောင်လှုံ့ဆော်ပေးခဲ့တာကြောင့်2025ခုနှစ်အတွင်း Nobel ငြိမ်းချမ်းရေးဆုဟာသူရတဲ့အကြောင်း Trump ကိုယ်တိုင်ရောသူ့ရဲ့ဒုသမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကအကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုပူပါတယ်။နော်ဝေနိုင်ငံရဲ့ Nobel ဆုရွေးချယ်ရေးကော်မတီကတော့ Venezuela အတိုက်ခံခေါင်းဆောင်အမျိုးသမီး Maria Corina Machado ရဲ့ဒီမိုကရေစီလူ့အခွင့်အရေးမြင့်တင်ရေးနဲ့ငြိမ်းချမ်းရေးဆွမ်းဆောင်ချက်တွေကြောင့်ဒီဆုကိုချီးမြှင့်တာလို့ထုတ်ပြန်ပါတယ်။ Venezuela ကိုအာဏာရှင်စနစ်မှတရားမျှတပြီးငြိမ်းချမ်းစွာဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းအားထုတ်မှုတွေအတွက်လည်းဒီဆုကိုချီးမြှင့်တာဖြစ်တယ်လို့ဆိုပါတယ်။